တင်နန်းကမားတို့ဘာလဲဆိုတော့လေအမတော့သူများတော့မသိဘူးအမတို့ကတော့မသိတဲ့ဟာတွေအများကြီးသိလာတယ်အမတုံတောင်အရင်တော့ကလည်းဟိုတက်ထဲမှာနေတော့လည်းသိရတိုင်းပဲလေစက်သားမိန်းမဆိုတော့လေဟိုဘဝတူတာတော့ရှိတော့ရှိပေမဲ့ဟိုအများကြီးတော့မရှိဘူးပေါ့ကွယ်အဲ့တင်တန်းမှာကြတော့ဘာတွေ train မိလဲဆိုတော့ဒီအမတို့မသိခဲ့တာပေါ့နော်နိုင်ငံတကာလူသားချင်းစာနာမှုထောက်ထားတဲ့ဥပဒေပေါ့ကွယ် IHM ပေါ့အဲ့ဒီဟာကိုဘာမှရမ်းစိတ်ဝင်စားတယ်အမတို့ဟိုထဲမှာနေတဲ့ချိန်တော့အဲ့ဒါတွေမသိဘူးနားမလဲဘူးအဲ့ဒီပြည်သူ့ဘဏ္ဍာရဖွင့်တဲ့တင်တန်းမှာအဲ့ဒါလေးကိုတော့မတော်တော်သဘောကျတယ်ပြီးတော့စီးပွားရေးလည်းတင်တဲ့နေရာမှာလည်းအရန်သဘောကျတယ် marketing ပိုင်းနေပြီးတော့ဒီငွေကြေးစီစဉ်တဲ့ဟာတွေကိုတွေကြတော့ဈေးကတော့အစတွေကရောင်းနေဟိုအပြူဘွားတွေကဈေးရောင်းနေဒါပေမဲ့တခါမှဒီငွေကြေးစီစဉ်တဲ့ဟာတွေကိုတေချာပေါ့နော်စရင်းစရာလောက်တာတွေဘာတွေတခါမှမလုပ်ခဲ့ဘူးဒီနေ့ဝယ်တဲ့ပတ်စံကိုဒီနေ့ရောင်းတဲ့ပတ်စံကိုဒီနေ့ဝယ်တဲ့ပိုရစားတယ်ဒီလိုမျိုးနဲ့ပဲပေါ့နော်တန်ရာလဲခဲ့တယ်အဲ့မှာမှဆရာမတင်ပေးတဲ့ marketing ပိုင်းပေါ့နော်အဲ့လိုမျိုးဒီဘယ်လိုမျိုးလုပ်လဲဘယ်လိုမျိုးစီမံခန့်ခွဲတယ်ဘယ်လိုမျိုးအမြတ်ကိုပြီးတော့ကိုယ့်ရဲ့လောက်အားခါကိုထည့်တွက်ကမဲ့အဲ့လိုလေးလေအများကြီးတင်ကြားခဲ့တယ်